ဒီမှာပေါ့နော်ငမွေတို့ရှာဟင်းဆက်ဆက်လေးနဲ့ဒါတော့ယုံပရီဒီပြုတ်တွစရာရဲ့ခွေးရရဲ့ပြုတ်တွစရာနဲ့ထမင်းစားမှာဖြစ်ပါတယ်အဲ့ဒါဆိုနောက်မူစားရမယ်နော်ရေစုံငမွေတို့ထည့်မယ်ပေါ့နော်ငမွေတို့အသားနူးနူးလေးနဲ့ပူပူဆက်ဆက်လေးချက်ထားတာခုချိန်ကဆောင်းလဲဝင်လာပြီးအေးလဲအေးလာပြီးဆိုတော့ဒီလိုပူပူဆက်ဆက်လေးစားရမှာပေါ့နော်အနှစ်ကတော့နောက်မှုအကြိုက်ချက်ထားတာအနှစ်များများလေးနဲ့အနှစ်လေးကအသက်ပဲပေါ့နော်နည်းလေးထမင်းနဲ့စားရင်လိုက်အောင်လို့နည်းလေးလေးထားရပေါ့နော်အပြင်ကျော်ပေါ့နော်ငမွေတို့နမွာငားရီပဲဆိုနူးနူးအီအီလေးမှကြိုက်တာပေါ့နော်နူးလေးချက်တာငမွေတို့နဲ့အနှစ်လေးနဲ့ရောနေထားတာလေးနဲ့စားကြပါအောင်နော်အဲ့ဆိုနောက်မစားရမယ်နော်ပထမအလုံးမာတွေတော်တော်ထိမိနေပူပူဆက်ဆက်လေးနဲ့မရောက်ကလည်းပူပူလေးစီရရက်ကလည်းအရက်